မိတ်ဆွေတို့ကဘာပေါ်မှာတိတ်ပံပညာနဲ့ရှင်းပြလို့မရတဲ့အရာတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာဝိညာဉ်လောကဆိုတာကလူသားတွေအတွက်အမြဲတမ်းပု္ပ္ပစာတစ်ပုဒ်ဖြစ်နေခဲ့တာပါမြန်မာနိုင်ငံမှာလည်းရှေးဟောင်းအဆောက်အဦတွေတမိုင်းဝင်နေရာတွေနဲ့အတူတွဲလျက်ပါလာတဲ့ကြောက်မဲ့ထွေရာဒန္တာကြီးတွေရှိပါတယ်တချို့နေရာတွေကနေခင်းဘက်မှာအရန်လှပပြီးမြဲညရောက်တာနဲ့တိတ်ဆိတ်ခြောက်ခြားဖွယ်ရာနေရာတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်တမိုင်းကြောင်းအရာနမယ်ကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ဝိညာဉ်တွေလားဒါမှမဟုတ်မကျွတ်မလွတ်တဲ့နာနာဘာဝတွေလားဒီနေ့မှာတော့ကျွန်တော်တို့တက်ဦးတောက်ကြ channel ကနေအသေးငယ်သူတွေတယောက်တည်းလုံးဝမသွားသင့်တဲ့မြန်မာနိုင်ငံရဲ့တရေအချော့ဆုံးနေရာ9နေရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မီးတွေပိတ်နားကြတက်ပြီးအဆုံးထိလိုက်ပါစီးမျိုးပေးကြပါဦးနံပါတ်5နေရာမှာရှိနေတာကတော့ရန်ကုန်မြို့ကဘာအေးဖျားလမ်းပေါ်ကခန္ဓာထေဝါလာတဲ့ချင်းချောင်းနန်းတော်ကြီးပဲဖြစ်ပါတယ်ဒီအဆောက်အဦကြီးကို1918ခုနှစ်လောက်ကတရုတ်တထေကြီးလီချင်းချောင်းကငွေကုန်ကြေးကြခံတည်ဆောက်ခဲ့တာပါပစ္စည်းတွေကိုနိုင်ငံခြားကနေမှာယူပြီးတည်ဆောက်ခဲ့လို့အရန်ကိုလက်ရမြောက်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတထေးကြီးဟာဒီနန်းတော်ကြီးပြီးလို့တိတ်မကြခင်မှာပဲစီးဝါးပြက်ပြီးကွယ်လွန်သွားခဲ့ပါတယ်တချိန်တုန်းကဒီနေရာကိုအနုပညာတက္ကသိုလ်အဖြစ်ဖွင့်လှစ်ခဲ့ပူပါတယ်အဲ့ဒီတုန်းကကျောင်းသားကျောင်းသူတွေဟာထူးဆန်းတဲ့အဖြစ်တွေကိုမကြာခဏကြုံတွေ့ခဲ့ရပါတယ်ညနေဘက်လူရှင်းသွားချိန်ဆိုရင်ဂီတခန်းမထဲကနေစန္ဒယာတီးတန်တဲ့ကြားရလာမျိုးရှေးလျားနဲ့စင်ကျော်လန်းတွေပေါ်မှာရှေးခေတ်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်လမ်းလျှောက်နေတာကိုမြင်လိုက်ရတာမျိုးတွေရှိခဲ့ပါတယ်တချို့ကတော့ဒါဟာတထေးကြီးရဲ့ဝိညာဉ်ကသူ့ရဲ့နန်းတော်ကြီးကိုဆွဲလန်းပြီးမခွဲနိုင်မခွာနိုင်ဖြစ်နေတာလို့ယုံကြည်ကြပါတယ်နောက်ထပ်နံပါတ်4နေရာကတော့တောင်ပေါ်မြို့လေးပြင်ဦးလွင်ကနမ်းမြိုင်ဟိုတယ်ပဲဖြစ်ပါတယ်ဒီဟိုတယ်ဟာနှစ်ပေါင်း100ကျော်သက်တမ်းရှိပြီးကိုလိုနီခေတ် British အရာရှိကြီးတွေအပန်းဖြေဖို့စောက်လုပ်ခဲ့တာပါဥရောပပုံစံအိမ်ကြီးဖြစ်ပြီးခြံဝင်းကျဲကြီးရဲ့ထင်းရှူးပင်တွေရဲ့မြူနင်းတွေရဲ့နဲ့တကယ်တော့အရန်လှပါတယ်ဒါပေမဲ့ညဘက်ရောက်ရင်တော့ဒီဟိုတယ်မှာအထူးသဖြင့်အခန်းနံပါတ်101ဟာနာမည်အကြီးဆုံးပါပဲဒီအခန်းမှာတဲတဲ့ဧည့်သည်တချို့ဟာညဘက်အိတ်နေရင်ရေချိုးခန်းတွေကရေကျထန်တွေကြားရလို့ထားကြည့်ပေမဲ့ဘယ်သူမှမရှိတာမျိုးကြုံပူကြပါတယ်ဒါအပြင်ညစ်နတ်တန်းခေါင်မှာခလီးငိုထန်လို့လူတယောက်ညီးသွားထန်လို့အတန်းတွေကိုလည်းကြားရတတ်ပါတယ်ဟိုတယ်ဝန်ထမ်းတွေကိုယ်တိုင်ကလည်းမနက်လင်းအားကြီးအချိန်တွေမှာဧည့်သည်မရှိတဲ့စင်ကြံလမ်းမှာလူအရေးကလေးတွေ့ရတတ်တယ်လို့ဆိုကြပါတယ်နံပါတ်3နေရာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကကျိုင်းတုံဟိုတယ်ပါဒီနေရာမှာတရေ6တယ်လို့ပြောကြတာကအဆောက်အဦကြောင့်မဟုတ်ပဲမြေနေရာကြောင့်လို့ဆိုရပါမယ်1990ပြည်လွန်နှစ်တွေတုန်းကဒီမြေနေရာဟာရှမ်းစော်ဝါကြီးတွေနေထိုင်ခဲ့တဲ့ကျိုင်းတုံဟော်နန်းကြီးတည်ရှိခဲ့တဲ့နေရာပါဟိုတယ်ဆောက်ဖို့အတွက်တမိုင်းဝယ်ဟော်နန်းကြီးကိုဖြိုချလိုက်တဲ့အချိန်မှာဒေသခံတွေကအရန်နှမျောခဲ့ကြသလိုနန်းတုံဆောင်နှက်တွေဝိညာဉ်တွေကလည်းမကျေနပ်ကြဘူးလို့ယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်ဒီဟိုတယ်မှာတေးခူရသူတချို့ဟာအိမ်မက်ဆိုးတွေမှတ်တာရင်ဘက်ကိုတစုံတရာကဖိထားတယ်လို့ခံစားရတာမျိုးတွေကြုံရတတ်ပါတယ်ဒန်ဒါရီတွေအရတော့ရှမ်းရိုးရာဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်ကိုဟိုတယ်ဝင့်ကျင်မှာမြင်တွေ့ရတတ်တယ်လို့လည်းပြောစမှတ်ပြုကြပါတယ်
နံပါတ်2နေရာကတော့မြန်မာလူမျိုးတိုင်းရင်ထဲကမမိတ်နိုင်စရာနေရာဖြစ်တဲ့ဝင်ကြီးများယုံကြည်ပဲဖြစ်ပါတယ်1948ခုနှစ်ဇူလိုင်လ19ရက်နေ့မနက်10:39မိနစ်မှာဘူဂျုပ်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေလုတ်ကြံတပ်ဖြတ်ခံခဲ့ရတဲ့သမိုင်းဝင်အဆောက်အဦကြီးပါနှစ်ကောင်းများစွာလူသူကဲမဲ့ပြီးပိတ်ထားခဲ့တဲ့ဒီနေရာကြီးဟာညဘက်ဆိုရင်အရန်ကိုခြောက်ချဖို့ကောင်းပါတယ်ဒီနေရာကိုစောင့်ကြည့်ရတဲ့လုံခြုံရေးဝန်ထမ်းတွေရဲ့ပြောပြချက်အရညနဲ့တန်းကောင်အချိန်တွေမှာအစည်းအဝေးခဲမှတ်မကနေလူတွေအများကြီးဆွေးနွေးညှင်းခုန်နေတဲ့အတန်းတွေကြားရတတ်တယ်လို့စစ်ဖက်တန်းတွေတနက်ပစ်ဖောက်တန်းတွေမျိုးအတန်းတွေကိုလည်းကြားရလိမ့်ရှိတယ်လို့ဆိုပါတယ်ဒါဟာသမိုင်းဝင်ဝိညာဉ်ကြီးတွေကတိုင်ဖီအတွက်အခုချိန်ထိအစည်းအဝေးထိုင်နေကြတော့မေးလားဆိုတာကိုစဉ်းစားစရာပါပဲနောက်ဆုံးနံပါတ်1နေရာကတော့ရန်ကုန်မြို့ရဲ့အကျော်ကြားဆုံးရေဝီထုထမန်ဒီနေရာနဲ့ပတ်သက်ရင်လူတိုင်းသိကြတာကတော့သူ့တန်ဆောင်နတ်သမီးမဖဲဝါရဲ့ထန်သားကြီးပါပဲရှေးလူကြီးတွေရဲ့ပြောစကားအရာမဖဲဝါဆိုတာဟာစပင်ဖားရနဲ့အဝါရောင်အဝတ်အစားဝတ်ဆင်ထားပြီးပခုံးပေါ်မှာအခေါင်းတစ်လုံးထမ်းထားတတ်တယ်လို့ဆိုကြပါတယ်သူရက်နေတဲ့အိမ်သူလှဲ့ကြည့်တဲ့ရက်ကွက်မှာတေဆုံးမှုတွေချစ်တတ်တယ်လို့ယုံကြည်ကြပါတယ်ခေတ်သစ်မှာတော့ညဘက်ရေဝေးလမ်းအတိုင်းမောင်းနေရတဲ့တက္ကစီသမားတွေဟာထူးခြားမှုတွေကြုံရလိမ့်ရှိပါတယ်လမ်းဘေးမှာအမျိုးသမီးတစ်ယောက်ကားတားလူရက်လိုက်ပြီးမြင်အနားရောက်တော့ဘယ်သူမှမရှိတာမျိုးခရီးတဲ့တင်ပြီးမောင်းလာရင်နောက်ကြီးမှန်ကကြီးလိုက်တဲ့အခါနောက်ခန်းမှာလူတစ်ယောက်ပူပါလာတာမျိုးတွေကြုံဖူးကြတယ်လို့ဆိုပါတယ်ဒါကြောင့်ည12နာရီကျော်ရေဝေးလမ်းကိုဖြတ်မောင်းဖို့လူတိုင်းတွန့်ဆုတ်ကြတာဖြစ်ပါတယ်ကဲဒါတွေကတော့မြန်မာပြည်မှာတကယ်ရှိပြီးတရေအချောက်ဆုံးနေရာ9ခုပဲဖြစ်ပါတယ်မိတ်ဆွေတို့တော့ဒီနေရာတွေကိုရောက်ဖူးကြတာဒါမှမဟုတ်ကိုယ်တိုင်ကြုံဖူးရဖြစ်ရသူရှိရင် comment မှာမျှဝေပေးသွားကြပါဦးအဆုံးထိလိုက်ပါကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲအစဉ်ပြေချမ်းသာစိတ်ချမ်းသာကြပါစေ